အခုစောမှုမိဘတွေကစောမှုကိုသားနဲ့အဆက်ဖြတ်ခိုင်းနေတဲ့ဥတပီရဲ့စောမှုဟာရောကလေးမလေးကတော့သားကိုအတော့ချစ်ရှာပါတယ်။နို့ပေမဲ့အများစကားဆိုတော့လေသူခမယုံရနိုးမယုံရနိုးဖြစ်နေဟန်တူပါရဲ့ဥတပီရဲ့ထိုအခိုက်မောင်ရိုးသည်အိတ်တလုံးကိုထမ်းပြီးတဲအတွင်းဝင်လာ၏ကျွန်ုပ်ကိုမြင်တဲ့အခါမယုံသင်္ကာမျက်လုံးများဖြင့်ဘာလဲပြဥတပီရွာထဲကလူတွေကကျွန်တော်ကိုအကဲခတ်ဖို့လွတ်လိုက်တာလားမဟုတ်ရပါဘူးငရိုးရဲ့ငါကိုအထင်မလဲပါနဲ့ဒီတဲ့နေကိုငါလဲဒီမနက်မှတည်တည်ချာချာသိရတာပါဒါကြောင့်မင်းကိုအားပေးဖို့လာခဲ့တာဒါဆိုရင်တော့လေကျေးဇူးတင်ရမှာပေါ့လေခက်တာကကျုပ်ကိုယုံမဲလူဆိုလို့ဒီရွာမှာကျုပ်မေတယောက်ပဲရှိတော့တယ်ကျုပ်ချစ်သူစောမှုကတော့ကျုပ်ကိုမယုံနိုင်ဘူးဖြစ်နေရဲ့လေနာကျင်ရခက်စွာဖြင့်ပြောနေသောမောင်ရိုးကိုကြည့်ရင်ကျွန်ုပ်စိတ်မကောင်းဖြစ်ရတယ်သူနေရာတွင်ကိုသားလျင်ဟူသောကိုချင်းစာစေဖြင့်လဲမောင်ရိုးအပေါ်များစွာကြည်နာတမ်းပြီးတော့တယ်ကဲသာဥတပီနဲ့စကားပြောနေအောင်အမေထမင်းအိုးကြည့်လိုက်အောင်မေမောင်ရိုးကပိန်သွား၏အိပ်ပြတ်ထားသောမျက်လုံးတို့ကမွဲချချမဖြီးမတင်မဲထားသည်မလို့စပင်တို့ကရှိပြီးညှင်းသို့သို့မရေမပြူပဲရှိသည်မလို့မုတ်စိတ်ကျင်ဆွဲတို့ကလည်းထိုးထိုးထထောင်စိတ်ထောင်းကိုကြည့်၍ကိုစိတ်ကိုနိုင်အောင်ဖြေပါမောင်ရိုးရဲ့ဗျာစိတ်ကိုဖြေရမယ်ဟုတ်လားကျွန်တော်ကဘလို့ဖြေရမှာလဲလေဖြေကောဖြေနိုင်မှာမလားဗျာလူစစ်စစ်ကဖုတ်ကောင်းလို့အပြောခံရပြီးတရွာလုံးကဝိုင်းပယ်ခံထားရတဲ့ဘဝပဲကိုကျွန်တော်ဘလို့ဖြေရမှာလဲလေပြောစမ်းပါဦးပြောစမ်းပါဦးဗျာဒီလောက်လဲစိတ်ထိခိုက်အားငယ်မနေပါနဲ့ကွာတို့တွေရှိပါသေးတယ်ဥပမာဆရာလေးကိုကြည်နိုင်တို့ကျမ်းမာရေးမူကိုမျိုးအောင်တို့တကြီးပါစီတို့ကဒီလိုကိစ္စတွေကိုလက်မခံပါဘူးအေးလေငါစောမှုနဲ့သွားတွေ့ပြီးဆွေးနွေးကြည့်ပါအောင်မေမင်းလည်းကျမ်းမာရေးကိုကျူးဆိုင်ပေါ့ကွာမင်းအမေကမင်းကိုပဲအားဖြူနေရတာမဟုတ်လားဟုတ်ကဲ့ပါဘာပဲပြောပြောအခုလိုအားပေးဖော်ရတာကျေးဇူးတင်ပါတယ်ဥတပီစောမှုတို့ကရွာတွင်အတန်အသင့်ပြည်လဲသူများစီးရင်တွင်ပါဝင်နေစောမှုတွင်အကို3ယောက်ရှိတယ်စောမှုကအငယ်ဆုံးမလို့အကို3ဦးကတုံနေအောင်ချစ်တယ်အကို3ယောက်ကဆက်ဆက်ကျဲရီမလို့တော်ရုံသူစောမှုကိုမစားဝင့်သူအကိုလေးကြောက်လို့မျက်လုံးနဲ့ပဲအယောင်ပြနေရတာမျက်လုံးတော့အတော်ပြူးလာသလိုပဲကြိုကြားထဲကမှကန်ထူစွာဖြင့်မောင်ရိုးကစောမှုအချစ်ကိုရခဲ့ခြင်းဖြစ်တယ်အစာဥပိုင်းကမူသူအကိုများကလက်မခံတော့လေတူတီသောညီမလေးစိတ်ချမ်းသာစေဖို့နောက်ပိုင်းလက်လျှော့လိုက်သဘောတူခဲ့ကြခြင်းဖြစ်ရာယခုလိုအခြေအနေမျိုးဖြစ်ပေါ်လာသောအခါတွင်ကဟောဥတပီကြည့်ပါလားဘဲကလှည့်လာလဲညီစီပဲဆိုတော့စောမှုရဒါနဲ့ညီအကိုတွေကရောအမလေးသူတို့ကဒီအချိန်ဆိုအိမ်ကတ်တာမှမဟုတ်တာတော်ထဲရောက်ချင်ရောက်မရောက်ရင်လဲလောင်ကစားဝိုင်းထဲရောက်နေရောက်ပေါ့အဖေကတော့ထမင်းစားပြီးအပေါ်မှာတည်ရင်အိတ်နေတယ်နှုတ်ပြရမလားနေအိပ်ပစေညီနဲ့အေးအေးဆေးဆေးစကားပြောချင်လို့လာခဲ့တာပါဒါနဲ့ညီမောင်ရိုးနဲ့တွေ့သေးသလားကိုယိုကျွန်တော်စကားကြောင့်ဆုံးမှုမှာတွေ့ငငယ်လေးဖြစ်သွားပြီးရဲ့နောက်ဥတပီလဲကြားပြီးတော့ပေါ့သူဟာအိုးအဲ့ဒါအလကားစကားတွေပါဆုံးမှုရဲ့တကယ်တော့မောင်ရိုးဟာဘာမှမဖြစ်ဘူးသူထမ်းပင်ပေါ်ကကြားတယ်ဆိုတာကလည်းထိပ်ဖျားကမှမဟုတ်တာရေပေါ်ရောက်ခါနီမလားခက်တာပဲဥတပီရဲ့တရွာလုံးကပြောနေကြတော့လေအကိုတွေကစောမှုကိုသူနဲ့မတွေ့ဖို့ကြိတ်ခဲ့ကြတယ်ပြီးတော့လဲဟိုတလောကအကိုတို့နဲ့တူကိုပါကျော်ပါလာတယ်ဆရာသားမိန်သားကိုလည်းပင်လာကြတယ်ဆရာသားမိန်သားကဘာပြောသလဲဆိုတော့မောင်ရိုးကိုအရင်ကချစ်တာမှန်ပေမဲ့အခုမချစ်တဲ့တော့ဘူးဘာလို့လဲဆိုတော့သူကမောင်ရိုးမဟုတ်တော့ဘူးကွဖုတ်ရှင်ဖုတ်နဲ့ပတ်သက်ပြီးမင်းကိုဆရာအတွေ့အကြုံတစ်ခုပြောရအောင်မေဆရာနဲ့ဆရာအောက်ပြည်တကြောရွာစင်လှည့်စိတ်ကူနေအောင်ကပေါ့တနေ့ရင်ကတာနဲ့နီးရအိမ်ရေတောင်းမလို့ဝင်ခဲ့တော့အဲ့ဒီအိမ်ကမိသားစုကထမင်းစားနေကြတာကို
အဲ့ဒီမှာအင်ရှင်မိန်းမနဲ့ကလေးကိုလည်းတွေ့ရောဆရာကဟဲ့ဖုတ်တွေပါလားဆိုပြီးမျက်စောင်းထိုးလိုက်တာဖြစ်ပုံကဒီလိုအဲ့ဒီအင်ရှင်မိန်းမဟာရွာသင်းဆိုင်မှာမွေကိုက်ခံရပြီးတေသွားတယ်အဲ့ဒီမှာအပါမိသွားတာကိုယောက်ျားလို့သူကမသိတော့ဆက်ပြီးပေါင်းတင်နေရကလေးတောင်ရနေရကိုငါသားကငါနဲ့တူတယ်လူချောကြီးဟုတ်ပါအဲ့ဒါဆရာနဲ့တွေ့မှဖုတ်ဝင်နေရသိကြရတာဒီလိုကံကောင်းနေဆိုရမှာလားလို့မို့ရင်ဒီလိုလဲသိမှာခွဲ့ဆရာသားမိန်နာစကားတို့ကကြားရသူကြက်သီးထားခြင်းစရာမိမသားဖြစ်သူစောမှုအဖို့ပိုရကြောက်ပေးလိမ့်မည်ပြီးဆရာသားမိန်နာကပြောသွားသေးတယ်ပြောပါဦးဖုတ်ဆိုတာတနာဆရာကောင်းအောင်အပျော်ဆဲနဲ့ပြောတတ်တယ်တဲ့အဲ့ဒါကိုယုံပြီးနီကကနေရင်မတိမသားနဲ့သွေးကိုဆုပ်စားတတ်တယ်တဲ့အခွင့်သားရင်တော့ဥရေအသေးတွေပါနှိုက်စားတယ်ဆိုပဲအဲ့ဒီအခါကျရင်အဲ့လူလဲတန်ရာမပေါ်ဘဲနဲ့သိရောတယ်အဲ့လိုကြတော့အဖေတို့အကိုတို့လဲစိတ်ပူပြီးဆရာသားမိန်နာကိုအဲ့လိုဆရာကအဆောင်တစ်ခုလုပ်ပေးတယ်လဲဘင်းမှာမချွတ်တန်းဆွဲထားရမယ်ဆိုလို့ကျမဆွဲထားရတယ်ပြီးကျမနဲ့ဖုတ်ကောင်အကိုရိုးကိုမတွေ့မိအောင်မျက်စိမပြတ်စောင့်ကြည့်နေဖို့လဲအကိုတွေကိုမှားသွားတယ်ဒါပေမဲ့ကိုရိုးနဲ့ဟိုတလောကတော့တွေ့လိုက်ပါသေးတယ်ဟုတ်လားဟုတ်တယ်အဲ့ဒီနေ့ကထိုနေ့ကဘုန်းကြီးကျောင်းသို့စွန့်ကြိုက်ပို့ပြီးပြန်အလာရင်စောမှုခေါ်တယ်ကြား၍လှည့်ကြည့်လိုက်တော့ညတွင်ဟောက်ပတ်ဖယိုဖယဲစစ်ပင်မုံစိတ်ကျင်းဆွဲထူးထထောင်နဲ့လူတယောက်ကိုတွေ့လိုက်တာကြောင့်စောမှုလန့်ဖြန့်သွားတယ်စောမှုငါလေမောင်ရိုးပါတေချာကြည့်ပါဦးဟဲကိုရိုးဘလို့ဖြစ်နေရလဲငါညအိတ်လို့မပြောရကြပြီလေငါအဖြစ်ကိုစဉ်းစားမိရင်ဘလို့မှအိတ်လို့မရတော့ဘူးနင်းနဲ့တွေ့ပြီးစကားလေးပါလေးပြောရရင်ငါစိတ်ဆင်းရဲတာတွေများတက်တာမလားလို့နင်းနဲ့လာတွေ့တာဘာလဲနင်ကလည်းငါ့ကိုဖုတ်ဝင်နေရဲ့လို့ထင်နေရလားစောမှုငါဟာလူအစ်စ်ပါစောမှုရဲ့ရုံပါငါသာဖုံးဆိုရင်နင့်ကဘယ်တတိယမှာလဲဘယ်ချစ်နေရောမှာလဲစောမှုရဲ့မဟုတ်ဘူးလားမောင်ယိုကတနာဆက်ဖွဲပြောလေဖုတ်ကောင်းနေဟာတနာဆရာကောင်းအောင်ပြောတတ်တယ်ဆိုတော့ဆရာသားမိန်နာစကားကနားထဲတွင်ကြားရောက်လာလိမ့်မို့လို့ထိုနေရာမှရှောင်းထက်ရပြူရာမောင်ယိုကလက်ကိုဆဲထားပြီးမသွားတာနဲ့အုံစောမှုရဲ့ငါရှင်းပြတာကိုနားထောင်ပါဦးနော်ထိုအခိုင်မှာပင်စောမှုအကို၃ယောက်ရောက်လာတယ်ဟေ့ဖုတ်တဲ့ရဲ့ငါညီမကိုလွတ်ဆန်းမောင်ယိုခင်ဗျာသွေးထွက်တန်ယိုဖြစ်တဲ့အထိထိုးကြိတ်ခံလာရတယ်မင်းကညီမနဲ့ဘာမှမဆိုင်တော့ဘူးနောက်တစ်ခါလာပတ်သက်လို့ကတော့အသေးပဲဒီအကြောင်းကိုပြန်စဉ်းစားမိတိုင်းသူ့အတွက်ကျမငိုခဲ့ရတယ်ကျမသူ့ကိုတကယ်ချစ်တာပါဥတပီရဲ့ကျမတော့ဘာလို့ရမှန်းမသိတော့ဘူးယူပဲယူချင်တော့တဲ့ဥတပီရဲ့ဒီလောက်လဲစိတ်တက်မကြပါနဲ့အောင်ကွယ်ဥတပီတို့ရှိပါသေးရဲ့အခုလဲစောမှုရဲ့အနေအထားကိုမောင်ရိုးတီအောင်တေးသေးချာချာပြောပြလိုက်ပါမယ်မောင်ရိုးခမလဲစိတ်ထောင်းကိုကြီးဖြစ်ပြီးကိုပြုတ်ပြင်းမရှိလေတော့အများအမြင်ပိုထင်စရာဖြစ်ကုန်တာပေါ့လေထို့နောက်ကျွန်ုပ်လဲစောမှုကိုနှုတ်ဆက်ပြီးပြန်ခဲ့တယ်စောမှုခမလဲတနာစရာပဲတစ်ဖက်ကချီရသူတစ်ဖက်ကတရွာလုံးစကားဒီဇက်ရှုပ်မှုကြီးဘယ်တော့မှရှင်းမမလဲနော်မောင်ယိုနဲ့စောမှုတို့အကြောင်းအတွင်းနဲ့ကျေလာခိုက်မောင်ယိုဖုတ်ဝင်တာတေးချပါတယ်ဆိုအခုဆိုသားစင်ကားစီတွေဖမ်းပြီးစားဖို့ပြည့်နေပြီဟုတ်ပါထိုရွာသားနှစ်ဦးဘာကြောင့်ဤသို့ပြောသည်နည်းဟုစဉ်းစားရင်းရှာလာရာတနေရာတွင်ငါပန်နေသောမောင်ယိုကိုတွေ့လိုက်ရမှသဘောပေါက်သွားတယ်လူဟူတီကခတ်လာတယ်ထင်မိထင်ရာယုံမိယုံရာကိုစူဆန်းဆင်ခြင်မှုမဲ့စွာဖြင့်ယုံတော့တယ်ထင်တော့တယ်ယခုလဲမောင်ယိုငါပန်နေသည်ကိုတွေ့ရနဲ့သူတို့ထင်ထားသည့်အတိုင်းသာကောက်ချက်ချလိုက်ခြင်းဖြစ်တယ်ဒီကိစ္စကိုတကြီးနဲ့တိုင်ပင်ပြီးဖြေရှင်းမှဖြစ်မယ်တို့ဖြင့်ကျွန်တော်လည်းဆရာလေးကိုကြည်နိုင်ကိုဝင်ခေါ်ပြီးတကြီးအိမ်သို့ရောက်လာခဲ့တယ်တကြီးအားအကျိုးကြောင့်ပြောပြတဲ့အခါခမည်းမယုံသလိုကျုပ်လည်းမယုံပါဘူးအတူပီရဲ့ဒါပေမဲ့ရွာကလူတွေအခုလိုယုံကြည်နေရကိုလည်းမယုံပါနဲ့လို့အမိန့်ထုတ်တားမြစ်လို့တော့မဖြစ်ပြီဘူးတကြီးပြောတာမှန်ပါတယ်ဒါဟာရွာလူထုရဲ့အသိဉာဏ်နဲ့ပါမှုပါအမိန့်အာဏာနဲ့တားမြစ်လို့ရနိုင်တဲ့ကိစ္စမဟုတ်ပါဘူးတ
သူတို့အမှန်အတိုင်းသိမြင်လာအောင်ကျွန်တော်တို့စူးစမ်းပညာပေးမှာပဲဖြစ်ရမယ့်ကိစ္စဖြစ်နေရဲ့အဲ့တော့ကျုပ်ဘက်ကဘာကူညီပေးရမလဲပြောပါလောလောဆယ်တော့မောင်ရိုးကိုဘယ်သူမှအန္တရာယ်မပြုနိုင်အောင်လို့ရွာကိုကျုပ်အမိန့်ထုတ်ပေးထားမယ်လေဟုတ်ကဲ့ကောင်းလာပါတယ်တကြီးထံမြဤမြအကူညီတောင်းရင်ပင်တော်လာသည်ဟုဆိုရပေမည်ကိုမျိုးအောင်နဲ့ထက်တိုင်းပင်ကြည့်ရင်ကောင်းမယ်ဆရာလေးကောင်းသားပဲဤသို့ဖြင့်ကျွန်တော်တို့လည်းကျမ်းမာရေးမှုကိုမျိုးအောင်စီဆက်လက်ချီတက်ပြီးဆွေးနွေးကြပြန်တယ်ထို့နောက်ဆွေးနွေးပွဲမှာဆုံးဖြတ်လိုက်သည့်အတိုင်းမောင်ရိုးကိုမျိုးစင်းကိုခေါ်သွားကစစ်စစ်တဲ့ဓာတ်မှန်ရိုက်တဲ့လိုအပ်သည့်ထင်သောစစ်ဆေးမှုမှန်သမျှကိုလှုပ်စီတယ်ရွာသားများအမြင့်ရှင်းစေဖို့အရေးကြီးသည်မဟုတ်လားရရှိလာသောအဖြေကလည်းရှင်းပါတယ်မောင်ရိုးတွင်ဘာယောဂမှမရှိအယိုးအစစ်အသွေးအသားအလုံးအကောင်းမကတိကဲကိုမျိုးအောင်ရေဆရာလည်းသိတဲ့အတိုင်းမောင်ရိုးဟာဘာမှမဖြစ်တာမန်လူတစ်ယောက်သားဖြစ်တဲ့အကြောင်းရွာရောက်တင်တော့ကျုံတဲ့လူတိုင်းကိုရှင်းပြပေးစမ်းပါဦးဗျာစိတ်ချပါဥတ္တပီရဲ့ဖြစ်နိုင်ရင်တကြီးကိုမောင်ထုလူစုခိုင်းပြီးရှင်းပြလိုက်ခြင်းသေးတော့မောင်ရိုးကကျွန်တော်တို့ကူညီမှုကိုလွန်စွာအားနာနေဟန်ဖြင့်ကျွန်တော်တက်ကတော့ဒီလောက်လဲဒုက္ခမခံကြပါနဲ့ဆရာတို့ရဲ့ကျွန်တော်နေတတ်ပါတယ်အတိတ်ကကျွန်တော်ပြုခဲ့တဲ့ကံတွေမစင်ကြဲလို့ဒီလိုခံစားရတယ်လို့ပဲဖြေပါတယ်မောင်ရိုးမင်းပြောတာကိုကျုပ်မငင်းပါဘူးလောကလူသားတွေအဖို့ဖြေနိုင်တာအကောင်းဆုံးပါပဲလူမှုရေးစီးပွားရေးတာရေးသမီးရေးကျန်းမာရေးအားလုံးပေါ့လေဂျာရှုံထိခိုက်မှုရှိလာတဲ့အချိန်မှာဖြေနိုင်ဖြေတတ်ဖို့တိတ်အရေးကြီးတယ်မဖြေနိုင်ရင်ဘာဖြစ်မလဲလူပြတ်မဲ့ကြည်ရင်သားတဲ့ပစ္စည်းတွေဟာအမိုက်ပုံမှာစွန့်ပစ်ခံရသလိုပဲပြတ်သွားတဲ့လူဟာလည်းလမ်းဘေးမှာပဲဇက်သိမ်းသွားရမှာပဲဒီတော့လမ်းဘေးမှာဇက်မသိမ်းပဲအမြဲလူကောင်းဖြစ်နေအောင်ဆိုရင်မိမိကိုမိမိဖြေတတ်ဖြေနိုင်အောင်ကြိုးစားရမှာဖြစ်သလိုပဲယခုဘဝမှာကြုံတွေ့နေရတဲ့ဒုက္ခတွေကိုလည်းအတိတ်ကံကြောင့်ဆိုပြီးကံမောပုံချနေလို့လည်းမပြီးသေးဘူးအတိတ်ကကိုဘာလုပ်ခဲ့တဲ့ဆိုတာကိုပုထုဇဉ်တွေအနေနဲ့မသိနိုင်ဘူးဒီတော့ဒီဘဝမှာဖြစ်ပေါ်လာတဲ့ဆိုချိုကောင်းကျိုးတွေကိုမိမိရဲ့လုံလဉဏ်ကိုအသုံးပြုပြီးအကောင်းဆုံးဖြစ်နိုင်အောင်ကြိုးစားဖို့ကလည်းလူတဦးအဖို့မလွဲမသွေလုပ်ရမယ့်အချက်ပြီးပဲမောင်ရိုးရဲ့ကျွန်တော်သဘောပေါက်ပါ၏ဥတ္တပီရဲ့သို့တော့စူးစားသမျှတဲထဲရေသွန်းဟူသောစကားအတိုင်းကျွန်တော်တို့စူးစားခဲ့သမျှအလဟတဖြစ်ခဲ့ရသောတောက်ကိစ္စတရက်သည်မကြခင်ပေါ်ပေါလာတော့တယ်ရင်မှာမောင်ရိုးအမေဒေါ်သစ်ဆုံးပါခဲ့ခြင်းဖြစ်စီတော့တယ်ဒေါ်သစ်ကတာဖြစ်သူခံစားရသည့်ဒုက္ခများကိုမြင်ကစိတ်ထောင်းကိုကြည်ခဲ့ပုံရတော့လေလူများ၏အမြင်တွင်မူဖုန်နဲ့အတူနေမှာတော့တနေ့မဟုတ်တနေ့သိမဲဆိုတာသိသားပဲဟုတ်ပါစကားဟူသည်ချဲကားသွားတတ်သည့်တဘာဝရှိသည့်အတိုင်းမောင်ရိုးသည်ဖုံမိုသာမိခင်အရင်ကိုပြန်စားတာဖြစ်ကြောင်းဒေါ်တစ်ပိုက်ထဲတွင်ဥရိအသေးတွေပါမရှိတော့သည့်အကြောင်းပြောမဆုံးပေါင်းတောသုံးအောင်ဖြစ်ကောယုံတဲ့သူတွေကယုံကြောက်တဲ့သူတွေကကြောက်ဖြစ်ကုန်ကြတယ်။သို့ဖြင့်ဒေါ်တစ်ရက်လည်းပြီးရဲ့နောက်တရက်တွင်ကျွန်ုပ်လည်းအိမ်၌နှလုံးပြူတဲ့ကိုတိုက်ချနေခိုက်ဆရာတို့ရေကျွန်တော်နောက်မြင်လိုက်ခဲ့ပြုတ်ဟိုမှာပြဿနာတွေဖြစ်ကုန်ပြီပြောပြီးဒီနေ့အိမ်ပေါ်ပြန်ခုန်ဆင်းသွားတော့ဖိုက်ကလေးကြောင့်ကျွန်တော်လည်းဘူးမသိဘာမသိပြေးလိုက်ခဲ့တယ်ဟေးဖိုက်ကလေးဖြည်းဖြည်းသွားပါဟာဘာတွေဖြစ်နေရလဲဖြည်းလို့မဖြစ်ဘူးဟိုမှာရွာသားတွေမောင်ရွအိမ်ပေါ်ခဲနဲ့ဝိုင်းပေါက်နေလို့ဗျဟေးဘာဖြစ်လို့ပေါက်ကြရလဲဖုတ်ကောင်မို့လို့ရွာထဲကနှင်ထုတ်နေရလို့ပြောတာပဲဘာကြောင့်နဲ့ဆရာတာမိန်နာတို့ကိုလည်းတွေ့ခဲ့ရတယ်ဟာဒီလူတွေမောင်ရိုးကိုရွာသားတွေနဲ့တိုက်ပြီးတာပဲဒုက္ခပါပဲကျုပ်တို့မောင်ရိုးဤအိမ်ရှိရောက်သွားတော့အခါရွာသား50တို့ကထုံများသားများကင်ပြီးအော်ဟစ်နေကြတာကိုတွေ့လိုက်ရတယ်ရွာနာရဲကွထသွားမောင်ရိုးကအိမ်ရှိမြေကွက်လက်တွင်လဲကျညီးတွားနေတယ်ကျွန်ုပ်လည်းမောင်ရိုးချန်ပါဝါတို့ပြေးပိတ်ရလိုက်ပြီးဟက်ကောင်တွေဘာလို့ကြလဲကွမောင်ရိုးဟာမင်းတို့နဲ့တရားသေးသားပါကွဒီလောက်ရက်ဆက်ကြရလားကျွန်တော်စကားကြောင့်ရွာသားများငြိမ်သွားစဉ်တာမိန်သားနဲ့ပါကျော်ကလူအုပ်စုကထွက်လာပြီးဒီမှာဥတ္တပီဖားတော့ခမည်းသူကိုအကာအကွယ်ပေးမနေပါနဲ့ဒီကောင်မောင်ရိုးမှမဟုတ်တော့တာပဲဗျာ
ဒီကောင်ကဖုတ်ကောင်ဖြစ်နေပြီဒီကောင်ကိုရွာထဲမှာဆက်ထားရင်ရွာနာတယ်ဒါကြောင့်နှင်ထုတ်နေရတာဗျနားလေလားဟုတ်တယ်ဒီဖုတ်ကနည်းနည်းရရမဟုတ်ဘူးဖုတ်ဘလူးဗျဖုတ်ဘလူးကြာရင်တရွာလုံးကိုစားသွားလိမ့်မယ်ကျုပ်လက်ကိုအဲ့ရင်ဖုတ်ထွက်သွားအောင်ကျုပ်လုပ်ပေးမယ်ဟဲ့လူပေါက်ကြရတွေလာပြောမနေနဲ့ဘာဖုတ်ဘလူးလဲဘာဖုတ်ဘလူးမှမရှိဘူးဒါမောင်ရိုးပဲနားလေလားအေးမင်းတို့ထဲကမောင်ရိုးကိုထိရဲတဲ့ကောင်ထိကြည့်ငါနှလုံးပြုတ်နဲ့တွေ့မယ်ဒီနေရာဟာဥပဒေမဲ့နေရာမဟုတ်ဘူးကွမင်းတို့ထင်တိုင်းလုပ်လို့ရသလားမကြည့်နဲ့ရင်တကြီးရှိတယ်သူ့စီကိုသွားတိုင်းသွားလေကွာသွားကြကျွန်တော်တကယ်ချမ်းမြေပုံကိုသိရလားမသိလူအုပ်လဲပေဆောင်ဖြင့်လူစုခွဲသွားကြတယ်ဒီမှာတော့မကြောက်ပါတနက်အားနာလို့သာကျွန်တော်နဲ့ပါကလေးလဲမောင်ရိုးကိုသူ့တဲအတွင်းပွေသွင်းပြီးဆေးထက်ပတ်တီးစီးလုပ်ပြီးတယ်ဘလို့ဖြစ်တာလဲမောင်ရိုးရဲ့ဘလို့ဖြစ်ရမှန်းတော့မသိတော့ပါဘူးဗျာကျွန်တော်အိမ်ကိုခဲနဲ့ပေါပြီးလာအော်နေကြလို့ကျွန်တော်ကထွက်တောင်းမှန်တာလူကိုပါထုတ်တွေခဲတွေနဲ့ဝိုင်းပစ်ကြတယ်လေဦးတပီတို့သာအချိန်မရောက်မလာရင်တက်တောင်းတက်ကြမလားမသိပါဘူးဗျာဒီကိစ္စအတွက်ကတော့ပူမနေပါနဲ့ကွာကျွန်တော်တကြီးကိုသွားတိုင်ပါပါဒီကောင်တွေကိုကောင်းကောင်းအရေးယူပြရမယ်ကျွန်တော်အတွက်နဲ့ဦးတပီပြဿနာအဖြစ်မခံပါနဲ့ဗျာသူတို့ကကျွန်တော်ကိုရွာထဲမနေစေချင်ကျွန်တော်ရွာပြင်ထွက်နေမှာပါဟာမဟုတ်တာဘာလို့နေရမှာလဲဒီကောင်တွေများကျူးဆိုင်လို့မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းလူတွေနဲ့တိတ်မဆက်ဆန်ကျွန်တော်လိုပါပြောရရင်တော့လူတွေကိုကျွန်တော်ကြောက်နေပါပြီဦးတပီတကယ်တော့ဒီရွာမှာကျွန်တော်ဆက်မနေသင့်တော့ဘူးဆိုတာကျွန်တော်သိပါတယ်နေလဲမနေချင်တော့ပါဘူးကျွန်တော်မှအမေလဲရှိရတာမှမဟုတ်ပဲဘာမှငဲ့နေစရာမလိုတော့ဘူးလေဖြစ်နိုင်ရင်ဟိုးအဝေးကြီးကိုထပ်ပြေးသွားချင်တယ်ဗျာလူတွေမရှိရတဲ့နေရာကိုပေါ့ဒါပေမဲ့ကျွန်တော်မသွားနိုင်ဘူးဖြစ်နေရဲ့လေဒီရွာလေးကိုစွန့်ပြီးသွားနိုင်တဲ့အင်အားတွေကျွန်တော်မှမရှိဘူးဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်ဒီရွာလေးမှာစောမှုရှိနေလို့ပါပဲကျွန်တော်စောမှုကိုမခွဲနိုင်ဘူးဥတ္တပီရဲ့ကျွန်တော်ဒီရွာမှာရှိနေရင်သူကိုပိုင်ဆိုင်ခွင့်မရရင်တော့မှသူ့မျက်နှာလေးကိုတော့မြင်တွေ့ခွင့်ရှိနေနိုင်သေးတယ်မဟုတ်လားမောင်ယိုဤခန်းစားမှုစကားတို့ကကျွန်ုပ်နဲ့ပါကလေးတို့ရင်ကိုဆိုစီတယ်မောင်ယိုဤမြတ်တာရောင်ပြန်ဟစ်နိုင်ပါစေဟုလဲအခါခါဆူတောင်းမိချေတယ်အချစ်ကြီးလာပြီပေါ့ကိုယိုရဲ့ပါကလေးလေးစားပါတယ်ဗျာလေးစားပါတယ်မောင်ယိုကရွာပြင်တင်ဆိုင်တစ်ပေးတွင်တဲထုတ်၍နေချေပြီတကြီးကတာဝန်ခံပြောတော့လဲမောင်ယိုကရွာထဲနိုင်နေဖို့စိတ်မကူတော့တေချာတွေးကြည့်ရင်တင်နေတဲ့လူတွေကကြောက်စရာမကောင်းပါဘူးဥတ္တပီရဲ့သူတို့ကကိုဘာဒုက္ခမှမပေးဘူးတကယ်ကြောက်စရာကောင်းတာကအသက်ရှင်နေတဲ့လူတွေပဲသူတို့ကမှကိုဒုက္ခအမျိုးမျိုးပေးနိုင်တယ်ဆိုတာကျွန်တော်ကိုတွေ့ကြုံခဲ့ရပြီလေဥတ္တပီရဲ့သူဘွားနဲ့ရင်ပြီးပြောထွက်လာသည့်စကားများပေးမလို့ကျွန်ုပ်စောတကားမတက်လို့တော့တို့ရွာသားတွေကမင်းကိုမုန်းလို့မဟုတ်ပါဘူးမောင်ယိုရဲ့သူတို့ရဲ့အသိဉာဏ်ဘ ഹു တုတနေပါမှုကြောင့်ဒီလိုဖြစ်ခဲ့ရတာပါသူတို့အလိုကြအတိုင်းမောင်ယိုကအပြင်ထွက်နေတာကြောင့်ရွာသားများလေးကြည်နေသွားကြတယ်ဒါတောင်မှအချို့လူများကစသဘောပြောရရင်တော့ဘာအကြောင်းပဲရှိမောင်ယိုကိုရွာတဲ့အဝင်မခံစေချင်ဘူးဟုတ်တယ်မောင်ယိုကလည်းပြတ်ပါတယ်ရွာပြင်ထွက်နေကြတဲ့ကရွာထဲဘက်ကိုခြေဥတော်မလဲခဲ့သူအလောက်ကတော်ထဲဝင်ကလင်းစည်းမုံနဲ့အခြားပဲဆေးပင်များကိုမြို့ကဗရစီဆိုင်တွင်တွားရောင်းချတယ်တကူရီတကားရသူ့အတွက်ထုံငွေတို့ကကောင်းစွာလုံလောက်တယ်တုံရစားဖို့ရှိသေးတာပဲအေးဆေးပဲထိုအတော်တွင်အရေးကြီးသောကိစ္စတစ်ရပ်ပေါ်ပေါက်လာ၍မောင်ယိုပေါ်လူတွေအာယုံဆိုင်မှုရောသွားခဲ့တယ်ထိုကိစ္စကတော်ထဲတစ်သွားခုတ်သူအချို့စစ်တစ်ကိုက်ခံလိုက်ရသည်ပင်ဖြစ်တယ်အပြေကောင်း၍အတန်မသေးတော့လဲစစ်တစ်ကုန်းတီတရားကြောင့်တယောက်ကိုမျိုးစေးအောင်ပို့လိုက်ရတယ်ရင်းတဲ့ကြောင့်ကျုပ်တို့ကြုံတိုင်းရွာသားမကရွာနီးချုပ်ဆက်ပါတုံလုံးချသွားတယ်မတုံလို့လည်းမဖြစ်ကျုပ်တို့ဒေသတဝိုက်တွင်တော်ကောင်ကြီးများမရှိသည်မှကြပြီးဖြစ်၏လွန်ခဲ့သော5 နှစ်ခန့်ကဟိမဝင်တာမှမျက်စိလဲလာသောချင်းနေကြီးတကောင်ကိုနှိမ်နှင်းပြီးကြတဲ့ကဖြစ်တယ်။တာကောင်ကြီးများမှာမရှိတတ်သည်မလို့လေရွာနေလူများသည်တော်ထဲဝင်ကတ
တစ်ခုတ်ထင်းခွေမိုးရှာမြစ်ချိုးလို့ရင်တဝမ်းတစ်ခါဖူလုံးနေယခုမူတော်ထဲဝင်ရန်ခံနေပြီမဟုတ်လောထို့ကြောင့်လဲတကြီးကကျွန်ုပ်ကိုခေါ်ပြီးတာဝန်ပေးချေ၏ဒီကိစ္စကတော့ခမားမှဖြေရှင်းနိုင်မှာပဲဥတ္တပိယမကြသေးခင်ကကျွန်ုပ်နဲ့ဘက်ကလေးချီရလိုက်ခဲ့ပူသေးသောစစ်တစ်ချီရကိုပြန်လဲအမှတ်ရတယ်။တို့ဖြင့်လဲကျွန်ုပ်လဲစစ်တစ်နဲ့ပတ်ပင်တွေ့ရမှထပ်ပြေးလွတ်မြောက်လာသူများနဲ့တွေ့တာတေချာအောင်မေးမြန်းရတယ်။ဒီကောင်ကြီးမျက်လုံးကတစ်ဖက်ပြတ်နေတယ်ဗျ။ညနာမှာလဲဓာတ်တရားတွေတွေ့တယ်။ကျွန်ုပ်သဘောပေါက်ချပြီ။စစ်တစ်သည်တစ်ချိန်ကလူတွေလက်ချက်ဖြင့်တရားရခဲ့သည်မလို့ယခုတော့ကြောက်စရာစစ်တစ်နာဖြစ်နေပြီ။မျက်စိတစ်ဖက်ပြန်နေရကြရွာသူရွာသားများမှာတစ်ဖက်လက်ကြီးဟုခေါ်ဝေါ်ပြောဆိုနေကြရာထိုစစ်တစ်ကြီးလည်းကင်မွန်တက်ပွဲမလို့ရပေတစ်ဖက်လက်ကြီးဟူသောနာမည်ကိုပိုင်ဆိုင်သွားတော့တယ်။တို့ဖြင့်ကျွန်တော်နဲ့တပည့်ကျော်ဘကလေးတို့လည်းတကြီးနဲ့ရွာသူရွာသားအပေါင်းတို့၏တောင်းပန်မှုဖြင့်တော်ချေသွင်း၍စစ်တစ်နေနေရင်စခန်းစခဲ့ကြတော့တယ်။တက်သည့်ပညာမနေသားပါတကားကျွန်တော်ဤမို့ဆိုဘွားတလျှောက်သားခေါင်ကြီးငယ်မျိုးစုံပြစ်ခတ်ဖူးရာကျွန်ုပ်မပြစ်ခတ်ဖူးသောတတဝါဟု၍ကောင်းကင်တွင်ဂလုံးမြေပြင်တွင်ငကားသာရှိပေတော့ဟု၍ထင်မိချေပေတော့တယ်။ထို့ကြောင့်လည်းစစ်သေးဟူသောအကောင်ကိုအကျဉ်းတော်တော်များများပြစ်ခဲ့ဖူးရာသူတို့ဘဝကျဆားနေထိုင်ပုံများလည်းအတံမင်သိရှိနေပြီမလို့တပည့်ကျော်အားဘုသူတာပြေဆုံးစီရန်အလုံးကပြောပြရချေတယ်။စစ်သေးကကြားထက်ပဲဆူရော်သလားဆရာတို့ရဲ့ဂျာဟာစစ်တစ်ထက်ခွန်အားကြီးရတော့မှန်တယ်သို့ပေမဲ့လင်းမြန်ဖြက်လက်တဲ့နေရာမှာတော့စစ်တစ်ကိုမမီဘူးချီတောင်းဆိုတဲ့စစ်တစ်ဟာကဘာမှာအပြည့်အမြန်ဆုံးကောင်းလို့မှတ်တမ်းတင်ထားကြရတယ်ရရဆက်ဆက်တိုက်ခိုက်တဲ့နေရာမှာလဲစစ်တစ်ကိုမိတဲ့တော်ရှားပါတယ်ပြီးတော့ဂျာရီချင်းသေးတွေထက်ပိုသားတဲ့အချက်ကစစ်တစ်ကတစ်ပင်တက်ကျွမ်းကျင်တဲ့အချက်ပဲမှန်ပါတယ်ဂျာချင်းသေးများသည်တစ်ပင်တက်ကြပါတယ်သို့တော့သူတို့ကိုအလေးချိန်များကများတာကြောင့်တစ်ပင်ထိရအောင်မတန်နိုင်ကြစစ်တစ်ကမူပေါ်ပါစီသောတဘာဖြစ်ရာသူသားကောင်ကိုတစ်ပင်ထိဖြာမှထိလိုက်လျင်လိုက်လံဖန်ဆီးနိုင်သောတဘာမျိုးဖြစ်တယ်သူတို့တက်ဖြတ်ထားတဲ့တဘာတွေကိုတစ်ပင်ပေါ်တင်ယူသွားပြီးစားတတ်တယ်ဒါမျိုးကိုအခြားသားကောင်ကြီးတွေပြုလုပ်လိမ့်မရှိဘူးအဲ့ဒါကဘာသဘောလဲဆရာတို့ရဲ့သူတို့စားလို့ကျန်တဲ့အသားတွေကိုအခြားသားကောင်တွေမစားနိုင်အောင်လို့ပေါ့ဒါမှသူတို့စားတဲ့အချိန်ပြန်လာစားလို့ရမှာကိုအတော်လူလေကြတဲ့ကောင်တွေပဲနော်တို့ဖြင့်ကျွန်ုပ်တို့ဆရာတပည့်နှစ်ဦးလဲကိုကုန်းကိုချင်းနေရာဆုံးအောင်လိုက်လံရှာဖွေပါတော့လေနေသားမြင်လာတယ်စစ်စစ်ကိုချီရခံမရဖြစ်နေ၍တနက်စာစားတော့ရင်ခိတ္တအနာယူကြရတယ်ကဲဆရာတို့နေလဲမြင်လာပြီကျွန်တော်တို့ဘာဆက်လုပ်ကြမှာလဲစစ်စစ်နောက်ကိုဒီပုံတိုင်းရှောက်လိုက်နေလို့ကတော့ဝါသာဆိုသွားမယ်စစ်စစ်ကိုတိတ်မယ်မထင်ဘူးဖက်ကလေးပြောသည်မှလည်းမမစစ်စစ်ဟူသည်ပေါ်ပါလျင်မြန်သောသဘာဝမျိုးဖြစ်ရာရှေကသွားနေသည်ဖြစ်ခဲ့ပါလျင်တော့မိအောင်လိုက်ဖို့မလွယ်ကအခုပဲမှရှိနေမှမသိသောစစ်စစ်ကိုလိုက်ဖို့ဆိုတာကတော့ပို၍ပင်မလွယ်သောကိစ္စဖြစ်ချေတယ်လောလောဆယ်တော့လှုပ်တင်တာကတော့တို့ရဲ့အိမ်ပြန်ဖို့ပဲရှိရပေါ့ကွာစစ်စစ်တရင်ရမှာပဲလှုပ်ရှားလို့ရမှာဒါအမှန်ပေါ့ဆရာတို့ဘိုက်ကလေးကအိမ်ပြန်နိုင်ရတော့မည်ဆိုလို့ဥမျိုးသွားချီ၏ထိုအခါတော်တို့လာတော့အတန်ကိုကြားလိုက်ရတာကြောင့်ကျွန်ုပ်လည်းတနက်ကိုအသင်ပြင်ထားလိုက်တယ်အဖေသားကောင်နီသူနာလိုက်နေသည်ကိုရိပ်မိသွား၍ကျွန်ုပ်တို့ကိုပြန်လည်ချားမြောင်းနေသည်ကိုတစ်ဖက်ကြည့်ပေပြီကြောက်သည်မဟုတ်တော့လဲချွေးစီတို့ကလင်ကနေထွက်လာတော့တယ်ညံများလာတော့စစ်တစ်ကိုရင်ဆိုင်ရမည်မလို့တတိကိုတော့လုံးဝလွတ်ရမဖြစ်တတိတစ်ချက်လွတ်တာနဲ့ကျွန်ုပ်တို့အားစစ်တစ်စာဖြစ်ရမည်အရေးမဟုတ်ပါလားတော်တို့လာနေသည့်ဘက်ကိုမမိတ်မတုံမျက်လုံးများဖြင့်စိုက်ကြည့်ရင်လက်ချောင်းကတနက်မောင်းခွင်းဆဲညင်ရန်အသင်ပါချုံများအကြမှဘွားကနေပေါ်လာသည့်မြင်ကွင်းကြောင့်ကွေးအန်ဆဲဆဲလက်ညှိုးကိုကျွန်ုပ်မှမနေပင်ပရိတ်အုပ်လိုက်ရတယ်နည်းနည်းလေးဗျာနည်းနည်းလေးချုံတဲမှထလာတော့အရာကကျွန်ုပ်တွေစားထားသလိုတစ်ဖက်လက်ကြီးလည်းမဟုတ်ပြည်သည့်သားကောင်မှလည်းမဟုတ်ပဲကျွန်ုပ်တို့လုံးဝမထင်ထားသောမောင်ရိုးဖြစ်နေသောကြောင့်
မောင်ရိုးကိုရင်သွေးများဆွန်းပေးနေသလိုသူထမ်းလာသောအိမ်မှာလည်းသွေးများနှင့်ဆိုရှယ်နေသည်ကိုကျွန်ုပ်သတိပြုမိလိုက်တယ်။ဒီဘက်ကဥတုပြီးတော့စကားပြောတဲ့ကြားရနဲ့ရှောက်လာခဲ့တာဗျ။စပင်ဆုပ်ဖွာမြက်တွဲဟောက်ပတ်နှင့်သွေးများလူနေသောမောင်ရိုးဤပုံတရံကအများပြောသလိုဖုတ်တကောင်လာဖြစ်နေသည်မလို့ကြည့်မိသူကျွန်ုပ်ကိုပင်တုံလုံးစေတယ်။မောင်ရိုးမင်းဘာဖြစ်လာတာလဲ။သူတွေလည်းပြီးလို့ပါလား။ဟိုအိတ်ကြီးထက်ကရောဘာတွေလဲ။ခြေပေါက်ကလေးတကောင်တီနေရာတွေ့လို့ခောက်လာတာဥတုပြီးရဲ့။တားကောင်ကြီးတကောင်ကြိုက်စားထားဟန်တူပါရဲ့ဗျ။တားကောင်ကြီးတဝက်လောက်ကတော့ကြံသေးရဲ့ဗျ။အချောက်လန်းထားရင်ကျွန်တော်အတွက်ရက်အတော်ကြာဟင်းစားဖို့မပူရဘူးပြုတ်။မောင်ရိုးစကားကြောင့်ကျွန်ုပ်လည်းတစုံတရာသတိရလိုက်တာကြောင့်အိတ်ကိုဖွင့်ရကြည့်လိုက်ရမောင်ရိုးပြောသလိုပင်ချင်းငယ်တကောင်ဤကိုအင်းကအစေပိုင်းစုကိုတီးလိုက်ရတယ်။တွေ့ရရဲနဲ့ဆိုတော့စားထားတာနိုင်ပိုင်းလောက်ပဲရှိအောင်မယ်။ဘယ်သားကတွေ့ခဲ့တာလဲ။ဒီချုံနေကြော်ရင်စမ်းပေါလေးတစ်ခုရှိတဲ့အဲ့ဒီနာကတွေ့ခဲ့တာပဲ။ကဲပိုက်ကလေးဒါဒိုးလိုက်နေတဲ့တစ်ဖက်လက်ကြီးလက်ချက်ဖြစ်ဖို့များတယ်ကွ။တို့တွေလိုက်ကြည့်ကြစို့။မောင်ရိုးမင်းလည်းပြန်တော့နောက်ဆိုရွာနဲ့တိတ်ဝေးမသွားနဲ့ကွဒီနာတစ်ဝိုက်မှာတစ်ဖက်လက်ကြီးတောင်းကျက်နေတာသိလားစစ်တနဲ့တွေ့တော့ရောဘာဖြစ်လဲဥတုပီရဲ့ကျွန်တော်ဘွားကရှင်ရဲနဲ့တည်နေရသူပဲကိုတခါတည်းတည်သွားတော့လေအေးတာပဲကဲသွားပြီပြုံးတို့ဖြင့်ကျွန်တော်တို့လည်းမောင်ရိုးညွန်ခဲသည့်ခြုံတော်ထဲတွင်ခဲကြတယ်ခြုံတော်လွန်တဲ့အခါကြောက်ဆောင်တစ်ခုမှစီးချအိုင်ထွန်နေသောစမ်းပေါက်ငယ်တစ်ခုကိုတီးလိုက်ရတယ်တော်တွင်တွေဆန်းများတောက်ရည်အတွက်ရေးထားသောစမ်းပေါက်ဖြစ်ဟန်တူတယ်စမ်းပေါက်အနီးရေပြင်တွင်တွေ့ဆန်မျိုးစုံတို့ဤချရာဖွာစားကျနေတယ်ဒီကောင်ကစားပေါက်တွေထားတာကိုတနေရာတွင်မူတွေ့ကွက်တစ်ကွက်လဲပြီးနေသောမြက်များကိုတွေ့ရတယ်ဘက်ကလေးကထိုနေရာသို့လက်ညှိုးထိုးပြကဆရာတွေ့ရင်မောင်ရိုးချီလေးကိုကောက်ယူခဲ့တာဒီနေရာဖြစ်ရမယ်ဗျနေကြီးလက်ခတ်မလွဲအောင်မှန်တာပေါ့ဘက်ကလေးရဲ့ဆရာကောင်းတပည့်ဆိုတာဒီလိုမှပေါ့အကွက်ပေါ်ခိုက်ဆရာကျော်ပေါ်တပည့်ကျော်ပေါ်အသားယူလိုက်ရတာကြောင့်ပီတိဝဝေဖြစ်ရသည်ကကျွန်ုပ်နောက်ပဝင်းချင်းကိုကျူပြူဖို့တတိလက်သွားသည်မှာနောက်တစ်သက်လုံးဤလိုအမားမျိုးမမားဖို့သင်ခန်းစာပေးလိုက်သလိုပါပဲဖြစ်ပုံကဤသို့ဒီစစ်သည်သူကိုင်စားထားခဲ့သောချင်းငယ်ရှိရာသို့တစ်ခါပြန်လာစာဟန်တူတယ်ဤတွင်ချင်းငယ်ကိုသူထားခဲ့သောနေရာတွင်မတွေ့ရတဲ့အခါအစာမှန်ခုတ်ပြီးဒေါသထွက်နေပုံရ၏ထိုအခါတွင်ထိုနေရာသို့ဘိုက်ကလေးနှင့်ကျွန်ုပ်ရောက်လာခဲ့ခြင်းမှာကျွန်ုပ်တို့ဖို့ကံဆိုမှုမှောင်ကြခြင်းပင်ဖြစ်ချေတော့တယ်ဘိုက်ကလေးကလဲစာဒေါကလည်းပေါ်ပွားနှင့်စစ်သည်ဤစမ်းပေါက်အနီးတွင်ပင်အခြားသားကောင်တစ်ကောင်ကိုချောင်းနေဟန်ရှိတယ်ဤအချိန်တွင်ကျွန်ုပ်တို့ဆရာနှစ်ဖက်နှစ်ဦးမှသူရှိသို့ရောက်လာခဲ့သည်ဖြစ်ကစစ်တို့မြည်သည်တိုက်ခိုက်ခြင်းပြုလင်ဟိန်ဟအတန်ပြုပြီးမှတိုက်ခိုက်တတ်၏စစ်တင်မှမူအတန်မပြုပဲအလစ်ချောင်းမြောင်းတိုက်ခိုက်တတ်တယ်ကျွန်ုပ်တို့တေကံမရောက်ချင်၍ကံကောင်းခဲ့သည့်အချက်ကတော့စစ်တင်မှာကျွန်ုပ်ကမျက်နှာချင်းဆိုင်ရှိနေခဲ့ခြင်းကြောင့်ဖြစ်တယ်ထို့ကြောင့်လည်းကြောပေးနေသောဘက်ကလေးအပေါ်စစ်တစ်ကခုံအုပ်လိုက်သည်ကိုမြင်လာကြောင့်ကျွန်ုပ်မှအချိန်မီဘက်ကလေးကိုတွန်းလဲပြလိုက်နိုင်တယ်ဘက်ကလေးသတိထားဤရင်စစ်တစ်မှာချိန်သားလွဲပြီးကျွန်ုပ်တို့ကိုကြောကတစ်ဖက်သို့ကျွန်းပြန်ချသွားခဲ့တယ်အကယ်၍ကစစ်တစ်သာပြန်လှည့်ပြီးတိုက်ခိုက်လာရင်ကျွန်တော်တို့မှဘေးဥပတ်ကြုံနိုင်သေးတယ်သို့သောစစ်တစ်ကဲသို့သောတတဝါမျိုးမှာတစ်ချိန်တိုက်ခိုက်၍လွဲချော်သွားလျင်ချက်ချင်းဆက်၍မတိုက်ခိုက်ပဲခိတာမြရှောင်းတိန်ထွက်ပြေးသွားပြီးရဲ့နောက်တစ်ချိန်အခွင့်ကောင်းကိုစောင်းဆိုင်ပြီးမှတိုက်ခိုက်လိရှိတတ်သည်မှာကျွန်ုပ်တို့ကံကောင်းခြင်းတလို့ဟုဆိုရပေမည်ယခုလဲစစ်တစ်မှာသူဤတိုက်ခိုက်မှုလွဲချော်သွားသည်နှင့်ရှေ့မှခြုံတော်ထဲသို့လွှာကနေခုံဝင်ပြကွဲသွားသည်ဤတွင်မှကျွန်ုပ်လည်းတက်ပြင်းချနိုင်ပြီးလွင်စင်သွားသောတနက်ကိုမြတ်တော်ထဲမှရှာဖွေကောက်ယူရတယ်။ဘိုက်ကလေးကအကြောက်လွန်ပြီးအသက်ကိုမြည်များကြအောင်ထားသည်မသိယခုမှပင်မော်ကြီးပန်းကြီးရှူထုတ်ရှူသွင်းပြုနေချေတော့တယ်။ကျွန်ုပ်ဒီကောင်ကြီးနဲ့မင်းနဲ့ချင်းဆိုင်ရနေမိတာမင်းသိတ်ကန်ကောင်းတဲ့အချက်ပဲဟိဒါကြောင့်လေမင်းကိုအချိန်မီတွန်းလှည့်နိုင်ခဲ့တာ။နိုမိုလိုကတော့မင်းအမကိုကျွန်ုပ်ဘလို့ပြောရမှန်းကိုမသိတော့ဘူး
ဒီကောင်ကြီးကချစ်တင်တာဖြစ်နေရအမှန်ပဲကွမျက်စိတစ်ဖက်ဖြတ်နေသလိုပဲညနာမှလည်းဓာတ်ထင်ရလိုမျိုးကျွန်ုပ်တွေ့လိုက်ရတယ်ဒါကြောင့်ဒီကောင်လူတွေကိုစိတ်လဲနာလန့်လဲလန့်နေပုံပဲဘာပဲဖြစ်ဖြစ်ချစ်တင်တာဆိုတော့ပိုပြီးညံများပြီးအနေရလဲရှာလိမ့်မယ်ဒီတော့တို့လဲနောက်တော့ထဲဝင်တတိကိုမပြတ်တမ်းရှိနေဖို့လိုလာပြီဒီတော့ကျွန်ုပ်တို့ကဘာဆက်လုပ်မှလဲဒီကောင်ကြီးနောက်ဆက်လိုက်အောင်မလားမလိုက်တော့လေနေလဲအတော်နှဲနေပြီမကြခင်မှောင်လာတော့မယ်တို့မာကလက်နေတမီကလည်းပါလာတာမဟုတ်ဘူးပြီးတော့ဒီကောင်တွေကကြောင်မျိုးနယ်တွေသူတို့မျက်လုံးတွေကညာဘက်ဆိုရင်ပိုပြီးမြင်နိုင်ဆန်းရှိတယ်ဒီတော့ညအမောင်ထဲမှာသူ့နောက်ကိုလိုက်တာဟာကိုသေးရင်ကိုတူးသလိုဖြစ်နေလိမ့်မယ်